ဒီနေ့ကတော့ real host တွေအကြောင်းလေ့လာကြည့်ကြမယ်နော် real host တွေဆိုတာကြတော့ real library ကပေးထားတဲ့ JavaScript ရဲ့ function ဒီ function တွေကို functional component နဲ့မှာအသုံးပြုပြီးမှ data တွေနဲ့ life cycle လို့ method တွေနောက်တစ်ခုက event တွေပေါ့ဒါတွေကိုသူကတိဆောက်ပြီးမှချိတ်ဆက်အသုံးပြုခွင့်ပေးထားပေါ့အရင်တော့ကဒီလို state တွေနောက်တစ်ခုကဒီ method တွေပေါ့နော်ဒီ method တွေဒါတွေကိုသူက class component နဲ့မှာပဲသူကတိဆောက်ပြီးမှအသုံးပြုလို့ရတယ်အဲ့လိုမျိုး class component နဲ့မှာတိဆောက်ပြီးတော့သုံးတော့ကြတော့ကန့်သက်ချက်တွေပေါ့နော်ကန့်သက်ချက်တွေသူကရှိတယ်ဥပမာ data တစ်ခုကိုယူသုံးမယ်ဆိုရင်ဒါမှ this keyword တွေညွှန်းပြီးမှသုံးရတာတော့ပေါ့နော်ကန့်သက်ချက်တွေနဲ့ရှုပ်ထွေးမှုတွေပေါ့နော် code တွေ complex ဖြစ်တာပေါ့အဲ့အတွက်ကြောင့်မလွတ်လပ်ပေါ့နော်သူကတိဆောက်ပြီးမှအသုံးပြုလို့ရအောင် host တွေကိုသူကထည့်ပေးလိုက်တာပေါ့နော်အဲ့တော့ host တွေက functional component နဲ့မှာသုံးမယ်ဆိုလို့ရှိရင်သူက class component တစ်ခုလိုပုံစံမျိုးပေါ့သူကအလုပ်လုပ်နိုင်တယ်ပေါ့အဲ့ဒီအတွက်ဒီ functional component နဲ့မှာ real ရဲ့ host တွေကိုအသုံးပြုပြီးမှ state တွေနောက်တစ်ခုက method တွေပေါ့နော်ဒါတွေကိုတိဆောက်ပြီးမှအသုံးပြုသွားလို့ရတယ်တော့ host တွေက functional component နဲ့မှာပဲအသုံးပြုလို့ရတယ် class တွေထဲမှာအသုံးပြုလို့မရပါဘူးเนาะအသုံးများတဲ့ real ရဲ့ host တွေပေါ့ use state host ဒါကတော့ state တစ်ခုကို functional component ထဲမှာပဲ state တစ်ခုကိုတိဆောက်တာနဲ့ state ထဲမှာတန်ဖိုး initialize လုပ်တာတွေပေါ့ဒါကို use state ဆိုတဲ့ host လေးကိုအသုံးပြုပြီးတော့မှ state တစ်ခုကိုတိဆောက်သွားလို့ရပါတယ် use fact ကကြတော့သူကတော့ဒီ API က data တွေ fetch လုပ်တဲ့ပိုင်းတွေ life cycle method တွေပေါ့နော်နောက် document object က element တွေပေါ့ဒါတွေကို update လုပ်ပြီးတဲ့အကြောင်းအရာတွေပေါ့ဒီလို logic code တွေကို use effect ဒီ host ထဲမှာအသုံးပြုပြီးမှတိဆောက်သွားလို့ရပါတယ် use content ကကြတော့သူကတော့ဒါ global ပေါ့ state data ပေါ့เนาะဒီ global data ကိုဒါ data share လုပ်ပေးထားပါเนาะဒီ data ကိုအသုံးပြုဖို့လို့အတွက်ဆိုလို့ရှိရင် use content host ကိုအသုံးပြုပြီးတော့မှဒီ data ကိုအသုံးပြုလို့ရပါတယ်အဲ့တော့ use state post ကိုမသုံးမဲနဲ့ပေါ့အရင်တော့ကဒီ data ဒီ state တစ်ခုကိုတိဆောက်တာတော့เนาะဒီ state ထဲမှာတန်ဖိုးတွေ changes လုပ်တာတော့ဒါကိုအရင်တော့ကကြတော့သူက host တွေမရခင်တော့ကကြတော့ class တစ်ခုစောက်ပြီးတော့ပေါ့အသုံးပြုရတာပေါ့เนาะ class တစ်ခုစောက်တယ်ဆိုရင်ဒါ state တစ်ခုကိုသတ်မှတ်လိုက်တယ်ပြီးရင်ဒီထဲမှာတန်ဖိုးတိုးဖို့လို့အတွက်ဒီ method တစ်ခုကိုစောက်ရတာပေါ့เนาะ method တစ်ခုကိုတိဆောက်ပြီးတော့မှဒီ state ထဲမှာတန်ဖိုးတွေကိုသူကဒီ update လုပ်တဲ့အကြောင်းအရာတွေကိုရေးတယ်ပေါ့နော်ဒီလိုမျိုးပေါ့ဒါကတော့ class component ကြီးစောက်ပြီးတော့ရေးသွားတာပေါ့အဲ့ဒါကိုဒီဘက်မှာပေါ့ဒီ functional component အတွင်းထဲမှာပေါ့ use state hook ကိုအသုံးပြုပြီးတော့မှ state တိဆောက်သွားမယ်ဆိုလို့ရှိရင်ဒီ use state hook လေးကိုသုံးလိုက်အောင်မယ်เนาะသုံးပြီးတော့မှဒီဘက်မှာဒါ state count state လေးပေါ့เนาะ count state လေးကိုတိဆောက်တယ်ဒါကြတော့ဒီ state ကို update လုပ်ပြီးမှ method လေးပါတခါတည်းသတ်မှတ်လိုက်တာပေါ့နော်အဲ့တော့ပြင်တာကတော့ဒီမှာဆိုရင် button ကို click နှိပ်လိုက်တဲ့ချိန်မှာ set count ဆိုတဲ့ update လုပ်ပြီးမှ method လေးကိုခေါ်ပြီးမှ count နဲ့မှာတိုးလိုက်တာပေါ့နော်အဲ့တော့သူကဒီ state တစ်ခုကို create လုပ်တာဆိုလို့ရှိရင်ဒီမှာ use state လေးကိုသုံးပြီးမှရေးသွားဆိုတော့ကုတ်ကလွယ်လွယ်ကူကူပေါ့လွတ်လပ်လပ်ပေါ့နော်ရေးပြီးမှသုံးလို့ရတယ်ရိုးရှင်းတာပေါ့နော်ဒီဘက်မှာကျတော့ရေးရတာတွေက state တစ်ခုကိုခေါ်သုံးမယ်ဆိုလို့ရှိရင်ဒါ this ဆိုတဲ့ keyword ကိုမသိဘူးဆိုလို့ရှိရင်သုံးလို့မရဘူးပေါ့နော်အဲ့အတွက်ဒီကန့်သက်ချက်တွေသူကများတယ်ပေါ့နော်ကုတ်တွေလည်း complex ဖြစ်တာပေါ့နောက် use fact ကကြတော့သူကဒီ hook ကကြတော့ API က data တွေ fetch လုပ်တဲ့ဘိုင်းတွေ event တွေပေါ့တိဆောက်ပြီးမှဒီ hooks ထဲမှာ event တွေတိဆောက်ပြီးမှ logic code တွေရေးတာတို့เนาะနောက်တစ်ခုက document object element တွေပေါ့ဒါတွေကို update လုပ်ပြီးတဲ့အကြောင်းအရာတွေဆိုလို့ရှိရင် use fact hooks ထဲမှာတိဆောက်သွားလို့ရပါတယ်เนาะအဲ့တော့သူ့ထဲမှာဒီ function တစ်ခုတိဆောက်ပြီးမှ logic code တွေကိုရေးသွားမှာပေါ့နော်အဲ့လိုရေးတဲ့အခါမှာသူကဒီ use fact hook ကိုအသုံးပြုပြီးတော့မှအလုပ်လုပ်မယ်ဆိုလို့ရှိရင်နောက်မှာသူကဒီ logic code တွေရေးရေးတာရဲ့နောက်မှာပေါ့နော် array တစ်ခုသူကတိဆောက်သွားမယ်ဒီ array ထဲမှာကြတော့dependency value ပေါ့ဒီ value update ဖြစ်သွားတယ်ဆိုလို့ရှိရင်ဒီအတွင်းထဲမှာရေးထားတဲ့ logic code ရေးထားတဲ့ logic code တွေပေါ့ဒါတွေကိုသူကသွားပြီးမှအလုပ်လုပ်မှာပေါ့နော်အဲ့တော့အကယ်၍ပေါ့ဒီနားမှာဘာမှ dependency value မပါဘူး empty ပေါ့ array ပဲတိဆောက်သွားတယ်ဆိုလို့ရှိရင်ဒီ use fact code ထဲမှာရေးတဲ့အကြောင်းအရာဒီ program စပြီးမှ run တဲ့အချိန်မှာပဲသူကအလုပ်လုပ်သွားမယ်အဲ့တော့တစ်ချိန်ပဲပေါ့နော်သူကအလုပ်လုပ်သွားမယ်ပေါ့ဒီပုံစံမျိုးပေါ့ဒီဘက်မှာ
ဒီ dependency value လေးသူကသတ်မှတ်လိုက်တဲ့ဆိုရင်ဒီထက် value လေးပေါ့တန်ဖိုးပြောင်းသွားတိုင်းဒီမှာရေးထားတဲ့ logic code တွေကိုသူကအလုပ်သွားလုပ်မှာပေါ့နော်ဒါလေးကိုကျွန်တော်တို့ဒီ VS Code ထဲမှာသွားပြီးမှလေ့လာကြည့်မယ်နော်ဒီဟာလေးကကြတော့သူကဒီ use fed ပေါ့နော်ဒီ host ကိုတုံးထားတာလေးပေါ့အဲ့တော့ function လေးတစ်ခုတိဆောက်ပြီးတော့မှဒီ function ထဲမှာပဲသူက use state hook လေးကိုအသုံးပြုပြီးတော့မှဒီ state တစ်ခုတိဆောက်တယ်နော် count ဆိုတဲ့ state လေးအဲ့တော့ဒီထဲမှာသူကတန်ဖိုး initialize ဒါ use state ကဒီ state တစ်ခုကိုတိဆောက်တယ်တိဆောက်ပြီးသွားပြီဆိုရင် initialize value တွေလည်းထည့်လို့ရတယ်ဆိုဒီမှာ0ထည့်လိုက်တယ်အဲ့တော့ set count ကကြတော့ count နဲ့တန်ဖိုး update လုပ်ပြီးမှ method ပေါ့နော်ကဲဒါဆိုရင်အောက်မှာ use first ဆိုတဲ့ hooks လေးရဲ့အတွင်းထဲမှာ arrow function လေးတစ်ခုတိဆောက်ပြီးမှ logic code တွေရေးထားတာတော့သူကဒီ document object ကနေ title ဆိုတော့ run လိုက်တဲ့ခါမှာပေါ့နော် title မှာသူကဒီ count is စာသားရဲ့ဘေးမှာပေါ့ဒီ count နဲ့တန်ဖိုးကိုသူကရှိုက်ပြမှာပေါ့အဲ့တော့ဒီ count နဲ့တန်ဖိုးဆိုပထမတစ်ချိန် run လိုက်တယ်ဆိုလို့ရှိရင် count ထဲမှာ initialize 0ဆို0ဆိုတာလေးကိုရှိုက်ပြမယ်ဒါပေမဲ့အောက်မှာပေါ့နော်သူကဒီ count နဲ့တန်ဖိုး changes လုပ်ပေးဖို့လို့အတွက်ကဒီ button လေးတစ်ခု create လုပ်ထားရပေါ့ဒီ button ကို click နှိပ်လိုက်တဲ့အချိန်မှာ arrow function လေးသုံးပြီးတော့မှ TypeScript code လေးရေးထားတာကြတော့ set count ဆိုတဲ့ဒီ update လုပ်ပေးမယ်ပေါ့နော် function လေးကိုခေါ်လိုက်တယ်ခေါ်ပြီးတော့မှဒီ function ရဲ့အတွင်းထဲမှာပဲလုပ်ဆောင်ချက်က count ထဲမှာသူကတစ်တိုးတဲ့အလုပ်ကိုတွားလုပ်တာပေါ့ဒါဆိုရင်တစ်ချက်နှိပ်တယ်ဆိုရင် button ကိုတစ်ချက်နှိပ်လိုက်တယ်ဆိုလို့ရှိရင် count ထဲမှာတစ်တိုးသွားမယ်ဒါတစ်တိုးသွားတော့ပထမစပြီးမှ run လိုက်တဲ့ချိန်မှာဒီ count ထဲမှာ0ပေါ့အခုဒီမှာ button ကို click နှိပ်လိုက်တယ်ဆိုရင် count ရဲ့တန်ဖိုးကပြောင်းသွားပြီဆိုလို့ရှိရင် count နဲ့တန်ဖိုးဒီမှာ update ဖြစ်သွားခဲ့တယ်ဆိုရင် use first function ထဲမှာ hooks ထဲမှာရေးထားတယ်ပေါ့ဒါ logic code ကိုသူကပြန်ပြီးမှအလုပ်လုပ်မယ်အလုပ်လုပ်တော့ကျတော့ဒီမှာ count ထဲမှာတန်ဖိုးဘယ်လောက်ဖြစ်သွားမှာလဲဆို1ပေါ့ဒါလေးကိုသူကရှိုက်ပြသွားမှာနောက်တစ်ချိန်နှိပ်လိုက်တယ်ဆိုရင် count ထဲမှာနောက်ထပ်ဟလာတစ်တိုးသွားတာ2ဖြစ်သွားတယ်ဆိုလို့ရှိရင်ဒီ function ကိုဒီ hooks ကိုသူကသွားပြီးမှအလုပ်လုပ်မယ်အလုပ်လုပ်တော့ကျတော့ title bar ပေါ်မှာသူက count နဲ့တန်ဖိုးကို display လုပ်ပြီးမှပြသွားပါအကယ်၍ဒီနေရာမှာဘာတန်ဖိုးမှမရေးထားဘူးဆိုလို့ရှိရင်အမြဲတမ်းပေါ့နော်count ထဲမှာသူက0ပဲဖြစ်နေမှာဒါလေးကို run ကြည့်မယ်နော်ခေါင်းထဲမှာဒီမှာ0เนาะ button ကို click နှိပ်လိုက်မယ်ဒီမှာ1ဖြစ်သွားပြီသူလည်း1ဖြစ်သွားပြီနောက်တစ်ချိန်နှိပ်လိုက်တယ်ဒီမှာ2ဖြစ်သွားပြီပေါ့เนาะနောက်တစ်ချိန်နှိပ်လိုက်တယ်နောက်ထပ်1တိုးသွားပေါ့အကယ်၍ဒီဘက်မှာပေါ့เนาะ update value လေးမထည့်ခဲ့ပဲနဲ့ပေါ့เนาะ empty array လေးပဲစောက်ခဲ့တယ်ဆိုလို့ရှိရင်သူကအမြဲတမ်းပဲခေါင်းထဲမှာဘယ်လောက်ဖြစ်နေမှာလဲဆိုရင်0ပဲဖြစ်နေမှာပေါ့เนาะဒါဆိုရင် click တစ်ချက်နှိပ်လိုက်မယ်1ဒီမှာ0ပဲနောက်တစ်ချက်နှိပ်လိုက်တယ်သူ0ပဲဖြစ်နေတာပေါ့เนาะဒါဆိုရင်သူကတော့ empty ပေါ့ update value မသတ်မှတ်ထားတဲ့အတွက်ကြောင့်မို့လို့ဒီ use ဟလာ effect hooks လေးကတစ်ချိန်သာသူကစပြီးမှပေါ့run တဲ့ချိန်မှာပဲအလုပ်လုပ်မယ်ဆိုတဲ့သဘောပေါ့เนาะအဲ့တော့နောက်မှာ update ဒီ dependency value လေးပေါ့သတ်မှတ်လိုက်တယ်ဆိုလို့ရှိရင်တော့ဒီထက်ကတည်းက changes ဖြစ်သွားတိုင်းဒီ use fed hooks တွေမှာရေးထားတဲ့ပေါ့ logic ကိုသူကသွားပြီးမှအလုပ်လုပ်တဲ့အတွက်ကြောင့် count နဲ့မှာတစ်တိုးပြီးတော့သူက display ပြသွားမှာပေါ့နော်ဒါဆိုရင်ဒါလေးကိုစမ်းကြည့်ကြပါအောင်နော်